မိတ်ကပ်ပြင်လိုက်တော့မှယောက်ျားကြီးနဲ့တူသွားတယ်ညနာပို့ပြီးတော့ကြမ်းသွားတယ်ဆိုတာကကိုယ့်ရဲ့ natural feature တွေနဲ့မလိုက်ဖက်တဲ့ makeup ပုံစံတွေကိုလိမ်ထားလို့ပါမနေ့ကအမီ soft feature နဲ့ strong feature တွေဘယ်လိုခွဲရမလဲဆိုတဲ့ဟာလေးတွေကိုပြောပြသွားပါတယ်တချို့တွေကအမီကိုဒီကိုယ့်ရဲ့ natural features တွေနဲ့လိုက်ဖက်တဲ့ makeup outfit accessories လေးတွေကိုပြောပြပေးပါအောင်ဆိုတော့အမီပြောပြပေးပါမယ်ဆိုတော့ဘယ်လိုဟာတွေကလိုက်ဖက်မလဲဆိုရင် soft feature လေးတွေကြတော့ပကြည်ကြည် makeup look လေးတွေ soft ဖြစ်တဲ့ makeup look တွေနည်းနည်း glowy ဖြစ်ပြီးတော့အယောင်နုနုလေးတွေနဲ့ပျော့ပျော့ပြောင်ပြောင်လေးပြင်တာကပို့ပြီးတော့လိုက်ဖက်ပါတယ်ဒီ strong feature တွေရဲ့အားသာချက်ကကြတော့ makeup ကိုလုံးဝပေါ့နော်ဘိုးဖြစ်အောင်ပြင်မယ်ဆိုလို့ရှိရင်တော့အရန်မှာမိုက်တဲ့ look မျိုးရမှာပါဒီ European တွေဆိုလို့ရှိရင်တော်တော်များများ strong feature တွေရှိကြတယ်ဒါပေမဲ့အီမီတို့ရဲ့မြန်မာမှာကြတော့အဲ့လိုမျိုးတိတ်ပြီးပြင်လေးပြင်ထားမရှိဘူးပေါ့နော်ဆိုတော့ strong feature တွေက face တစ်ခုလုံးကိုထင်းနေအောင်ဒီမျက်တောင်အထူကြီးတွေတက်လိုက်တဲ့ဟာမျိုးမျက်ခုံးတွေကိုလည်းအထူကြီးဆွဲတဲ့ဟာမျိုးဒီပါးနီများများတွေနဲ့နှာခမ်းမှာလည်း lip liner တွေအများကြီးထည့်လိုက်တဲ့အခါမှာပို့ပြီးတော့ strong ဖြစ်သွားပြီးတော့ပို့ပြီး masculine ဆန်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီအစား strong feature တွေကြတော့နည်းနည်းပို့ပြီးတော့ soft ဖြစ်တဲ့ဘက်ကိုပြင်သင့်ပါတယ်အီမီဆိုလို့ရှိရင်လည်းတော်တော်များများ part တွေက strong feature ထဲမှာပါတယ်ဆိုတော့အီမီလည်းအဲ့လို makeup ကိုအထူကြီးထင်းကနေနေအောင်ပြင်တဲ့ဟာတိတ်ပြီးမလိုက်ဘူးပေါ့နော်ဆိုတော့ဒီ makeup ရဲ့တီဆုံးပေါ့နော်အဓိကအားဖြင့်မျက်လုံးကိုနည်းနည်းပေါ်အောင်ပြင်တဲ့အခါမှာနှာခမ်းကိုနည်းနည်း gloss လေးပဲနည်းနည်းပဲဆိုတဲ့ဟာမျိုးပြီးတော့ဒီတီးဆုံးမှာအယောင်လင်းလင်းလေးတွေထည့်တဲ့ဟာမျိုးကအင်မီမျက်နှာကို soft ဖြစ်သွားပြီးတော့နည်းနည်းနူးညံ့တဲ့ဘက်ကိုရောက်သွားစေတာပါဆိုတော့အင်မီကပို့ပြီးတော့မြင်သာအောင်လို့တက်ပြီးပြောပြရမယ်ဆိုလို့ရှိရင် Selena Gomez ပေါ့နော်သူကလုံးဝအောင်မှမျက်နှာ face shape ဝိုင်းဝိုင်းလေးနဲ့ soft feature တွေရှိတယ်လို့ပြောလို့ရတယ်ဆိုတော့သူ makeup ပြင်တဲ့အခါမှာအရင် strong ဖြစ်ပြင်လေးမရှိဘူးနည်းနည်းgloss ဖြစ်တဲ့ဘက်ကိုပြင်တာများတယ်ဒါပေမဲ့သူဒီ lip liner တွေကိုဘိုးဖြစ်အောင်ပြင်ပြီးတော့မျက်လုံးတွေကိုလည်း sharp eyeliner တွေနဲ့မျက်တောင်တူတွေအများကြီးတက်လိုက်တဲ့အခါမှာတွေ့ရတဲ့အတိုင်းပဲသူ့ရဲ့ငကိုပုံစံထပ်ပို့ပြီးတော့ရင်းနဲ့ပို့ပြီးတော့ AG ဖြစ်တယ်ဆိုတော့ပုံစံမျိုးကိုပေါက်သွားတာပေါ့နော်ဆိုတော့ makeup ကသူ့ over power လောက်လိုက်တာဆိုတော့သူနဲ့တိတ်ပြီးတော့လိုက်တယ်လို့မခံစားရဘူးပေါ့နော်ဘယ်လာကိုကြည့်မယ်ဆိုလို့ရှိရင်သူက strong feature တွေရှိတာပေါ့နော်သူတီးလဲအများကြီးဒင်းကနေနေအောင်ပြင်လေးပြင်ထားမရှိဘူးသူမျက်လုံးပြင်တဲ့အခါမှာနှာခမ်းနီကိုတော့ nude ဖြစ်လေးပဲဆိုလေးရှိပြီးတော့နှာခမ်းကိုဘိုးဖြစ်အောင်ဆိုတဲ့အခါမှာလုံးဝမျက်လုံးကိုမထိဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးပဲပြင်တယ်ဆိုတော့ဒါကဥပမာလေးတွေပေါ့နော်ဆိုတော့ feature နှစ်ခုစလုံး combination ဖြစ်နေတဲ့သူတွေကကြတော့ဥပမာမျက်လုံးကို sharp ဖြစ်ပြင်ထားတယ်ဆိုလို့ရှိရင်ကျန်တဲ့နေရာလေးတွေကို soft ထားတာမျိုးနောက်ပြီးတော့မျက်နှာတစ်ခုလုံးကို soft ပြင်ပြီးတော့နှာခမ်းကိုပဲ strong ဖြစ် lip liner တွေနဲ့ဘိုးဖြစ်ဆိုတဲ့ဟာမျိုးက high fashion look မျိုးရစေမှာဖြစ်ပါတယ်ဆိုတော့ဒါက makeup ပြင်တဲ့ဟာပေါ့နော်နောက်တစ်ခုက accessories တွေပေါ့နော်အဓိကအင်မီပြချင်တာငကတ်ပေါ့နော်ငကတ်ကလည်းမျက်နှာကိုလုံးဝ pop ဖြစ်သွားစေတဲ့ treasure ပေါ့နော်လူတွေတိတ်ပြီးတော့အားမဆိုင်ပေမဲ့ကိုယ့်ကိုအများကြီး support ပေးတဲ့အရာတစ်ခုလို့အင်မီကမြင်တယ်ဆိုတော့ soft feature လေးတွေကကိုယ့်ရဲ့ငကတ်ကို tear drop လိုမျိုးဟာလေးတွေ oval shape လေးတွေတောင်းပန်ကြတဲ့ဟာလေးတွေငကတ်တွဲလောင်းလေးတွေကကိုယ့်ရဲ့ curve အကွေးအဝိုက်တွေကိုနည်းနည်းပြည့်သွားစေတယ်လိုက်ဖက်ညီတယ်ပေါ့နော် strong features တွေကြတော့မျက်နှာတွေကဒီထောင်းချွန်နေရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ hoop earring လေးတွေငကအဝိုင်းနေရတော့ကိုယ့်ရဲ့ဒီချွန်နေတဲ့အရာတွေထောင်းမှန်ကြနေတဲ့အရာတွေကိုလုံးဝအောင်မပြော့ပြောင်းပြီးတော့ပြစ်သွားစေတယ်အဲ့ဒါကြောင့်မို့လို့အင်မီတီလည်းဒီငကအဝိုင်းလေးတွေနဲ့ပို့ပြီးတော့လိုက်ဖက်တာဖြစ်ပါတယ်မယုံရင်အခုချက်ချင်းကိုယ်မှရှိတဲ့ငကတ်တွေထုတ်ပြီးတော့စမ်းကြည့်လိုက်ပါ